အမဲရောင်လေးပြောင်းခြင်းလို့ပြပြပေးပါလားတဲ့ဆိုတော့ဒီမေးခွန်းကကျွန်တော်တို့ WeChat မှာပါတယ် Dev Move feature လေးကိုမေးထားတာထင်ပါတယ်ဗျဒါဆိုရင်တော့ကျွန်တော်တို့ဘယ်လို setting ချိန်ရလဲဆိုတာကိုတွားကြည့်လိုက်ရအောင်ကျွန်တော်တို့ရဲ့ WeChat တွေကိုနောက်ခံအမဲရောင်ဘယ်လိုပြောင်းသလဲဆိုတော့ကျွန်တော်တို့ဒီ setting ဆိုတာတွေကိုကျွန်တော်ဝင်လိုက်ပါမယ်ပြီးရင်ကျွန်တော် general ဆိုတာတွေကိုထပ်ဝင်ပါမယ် general ဆိုတာတွေကိုထပ်ဝင်ပါမယ်ပြီးရင်ကျွန်တော်ဒီအပေါ်ဆုံးမှာ Dev Move ဆိုတာရှိပါတယ်เนาะဒီမှာကအဲ့နေရာကိုကျွန်တော်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားရင်ဒီမှာအောက်အခုကကျွန်တော်တို့ဒီအပေါ်မှာ live move ဆိုတဲ့နေရာမှာအမှန်ချစ်ထားလို့ပါเนาะအဲ့ဒါကိုကျွန်တော်ကဒီအောက် desk move ဆိုတဲ့နေရာမှာအမှန်ချစ်လိုက်ပါမယ်ပြီးရင်အပေါ်အစိမ်းအောင် DOMB dance ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ဗျပြီးရင် okay ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ခဏလေးစောင့်ပေးရပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာအမဲရောင်လေးပြောင်းသွားပြီဖြစ်ပါတယ်ခင်ဗျ